ပတ်သက်ပြီးမေးထားပါဘောနော်ဆရာမေးထားတဲ့ပုံစံတော့ကျမတဲ့လွန်ခဲ့တဲ့6လလောက်ကတဲ့သွေးစစ်တယ်ပေါ့နော်အဲ့မှာမကောင်းတဲ့အဆီ LDL cholesterol တွေများနေတယ်လို့ပြောပါတယ်တဲ့ဆရာဝန်နဲ့တော့သူမပြသေးပါဘူးတဲ့ LDL cholesterol အကြောင်းလေးကိုသိချင်ပါတယ်ဆရာတဲ့တော့ LDL ရဲ့အရှေ့ကောက်ကတော့ low density lipoprotein လို့ခေါ်တာပေါ့နော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ cholesterol အဆီဓာတ်တွေကိုတည်ဆောင်ပေးတဲ့ protein ပေါ့အဲ့တော့အဲ့ protein ဓာတ်တွေများလို့ရှိရင်ခန္ဓာကိုယ်အတွက်မကောင်းဘူးပေါ့နော်ဒါကြောင့်မလို့ bad cholesterol ဆိုပြီးတော့သုံးနေရှိတယ်ပေါ့နော်အဲ့တော့ဒီ bad cholesterol ကဘာကိုဖြစ်စေလဲဆိုတော့သွေးကြောနံရံတွေကိုထိခိုက်ပျက်စီးစေတယ်နောက်တစ်ခါသွေးကြောနံရံတွေကိုကျဉ်းမြောင်းပြီးတော့ပိတ်ဆို့စေတယ်ဒါကြောင့်မလို့ဒီနှလုံးသွေးကြောပိတ်တဲ့သူတွေနဲ့လေဖြတ်တဲ့သူတွေမှာအဓိကမြင့်မားနေတာဒီ LDL cholesterol ကြောင့်ဖြစ်တယ်ဆိုပြီးတော့သူသတ်မှတ်ထားလို့ရှိတာပေါ့နော်အဲ့တော့ဘယ်လိုလူတွေမှာ LDL cholesterol များတယ်လဲဆိုတော့ဒီ healthy lifestyle နဲ့မနေတဲ့သူတွေမှာသွေးစစ်ကြည့်လိုက်ရင်များနေတာတွေ့ရတယ်နော် healthy lifestyle ဆိုတာဟိုဒါအစီစားတောက်မှာဆိုလို့ရှိရင်ဒီအစီစားများတဲ့လူတွေပေါ့နော်အစီထဲမှာဆရာတို့ကကောင်းတဲ့အစီနဲ့ဒီမကောင်းတဲ့အစီပေါ့နော်အဲ့တော့ပြေဝစီနဲ့မပြေဝစီပေါ့ထားပါတော့အဲ့တော့ပြေဝစီတို့ trans fat တို့ဆိုတဲ့ဟာတွေကလူရဲ့ခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်တဲ့အစီမျိုးပေါ့အဲ့တော့တိရစ္ဆာန်ရတဲ့အစီတွေပါတယ်စောင်းစီရအစီတွေပါတာပေါ့နော်ဆိုတော့ဒါတွေစားများတဲ့သူတွေမှာဆို LDL ရဲ့ cholesterol တွေများနေတာတွေတွေ့ရတယ်နောက်တစ်ခါတော့ကိုလက်လှုပ်ရှားမှုနည်းတဲ့သူတွေမှာလည်းဒီကများတာတွေ့ရတယ်ပေါ့နော်နောက်တစ်ခါဒီစိတ်လိပ်တောက်တဲ့သူတွေရက်ကိုအလွန်ကျွံတောက်သုံးတဲ့သူတွေမှာလည်းဒီ bad cholesterol တွေများတယ်ပေါ့နော်အဲ့တော့ယောဂအနေနဲ့ဆိုရင်တော့ကြီးကြိုယောဂရှိတဲ့သူတွေမှာဒီအစီတွေများနေတာတွေတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုလူတွေအနေနဲ့ဒီ bad cholesterol ကို short ချဖို့အတွက်ကိုသူတို့အနေနဲ့ကာကွယ်ရေးနည်းလမ်းတွေကိုဆောင်ရွက်သင့်တယ်အဲ့တော့အထူးသဖြင့်တော့ဒီကြော်ထားတဲ့အစီနှစ်ပြန်ကြော်ထားတဲ့အစီတွေနောက်တစ်ခါပြုပြင်ထားတဲ့အစီတွေရှိတယ်နောက်တစ်ခါဒီ fast food လို့ခေါ်တဲ့ဟာမှာပါတဲ့အစီတွေဒါတွေကိုတတ်နိုင်ရင်မစားသင့်ဘူးပေါ့နော်အဲ့တော့ကောင်းတဲ့အစီတွေနဲ့ကိုဟင်းချက်တဲ့အခါမှာသုံးမယ်ဆိုရင်တော့သူတို့ဒီအကြံပြုထားတာတွေကတော့ sunflower oil နေကြာစီတို့တန်လွင်စီတို့เนาะဒါပဲစီစစ်တို့ဆိုလို့ရှိရင်เนาะဒီ saturated fat မဟုတ်ဘူးတဲ့အစီတွေပါဝင်နေပေါ့နော်ဆိုတော့အဲ့လိုအစီတွေဦးစားပေးပြီးတော့သုံးဆွဲပြီးချက်ပြုတ်တင်တယ်နောက်တစ်ခုကတော့ကိုလက်လှုပ်ရှားလေးမှန်လုပ်ရအဲ့တော့ကိုလက်လှုပ်ရှားခြင်းမှာလည်းဆရာတို့ပြောခဲ့တာပေါ့နော်အဲ့တော့ဒီနေ့ကိုမိနစ်30နဲ့တစ်ပတ်ကို9ရက်လောက်လမ်းသက်ရှောက်ပေးရင်ဆရာတို့ခန္ဓာကိုယ်ရဲ့အစီတွေကို short ချပေးနိုင်ပါလေဖြစ်တယ်ပေါ့နော်နောက်ဆေးလေးကိုလုံးဝဖြတ်တင်တယ်နောက်တို့ဟာအရက်ကိုအလွန်ကျွံမတောက်သင့်ဘူးအရက်ကတနေ့ကိုပုံမှန်တောက်တဲ့လူတွေနဲ့ဆိုရင်တော့2 unit 3 unit ထပ်ပိုမတောက်သင့်ဘူးလို့ပြောတယ်အဲ့တော့2 unit ဆိုတာကဘီယာဆိုရင်2ဘူးနော်ဝီစကီရန်ဆိုရင်2ပတ်ပေါ့နော်ဘိုင်ဆိုရင်တော့2ခွက်ပေါ့ဆိုတော့ဒီတက်ပိုတောက်မယ်ဆိုလို့ရှိရင်အသက်ထိခိုက်တယ်လို့တစ်ဖက်မှာဒီ bad cholesterol တွေလည်းများလာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ပြန်ပြောမယ်ဆို healthy lifestyle နဲ့သာနေမယ်ဆိုလို့ရှိရင်ဒီ LDL cholesterol တွေမတက်ဘူးလေဖြတ်တာနဲ့နှလုံးသွေးကြောပိတ်တာကိုကာကွယ်ရအောင်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်နောက်ထပ်မေးခွန်းလေးတစ်ခုကတော့ဆရာဒါသွေးတိုးရှိနေတဲ့လူတယောက်ကမေးထားပါဘောနော်ဆရာကျွန်တော်မှာသွေးတိုးရှိပါတယ်ဆရာတဲ့ကျွန်တော်ဘလို့စားတောက်မျိုးရွေးချယ်တင်ပါလဲဆရာခင်ဗျာတဲ့သူကတော့နိုးတနေ့တစ်ခွက်ပုံမှန်တောက်ပြီးတော့ထမင်းရောနည်းလေးများတယ်သူကတနေ့ကို4နှစ်လောက်စားပြစ်နေပါတယ်တဲ့ဆရာဟုတ်ကဲ့ကောင်းပါပြီအဲ့တော့ဒီမှာကျွန်တော်တို့ healthy diet အကြောင်းလေးကိုနည်းနည်းလေးပြောမယ်ပေါ့နော်အဲ့တော့သွေးတိုးရှိတဲ့လူရောတာမန်ကျန်းမာခြင်းတဲ့လူတယောက်အနေနဲ့ healthy diet စားရမယ်လို့ဟုတ်တယ်နော်အဲ့တော့ healthy diet ကတစ်ဖက်ကပြန်ပြောမယ်ဆိုဆရာတို့ balance diet ပေါ့အစားအသောက်အုပ်စု3စုကိုညီညီညွတ်ညွတ်မျှမျှတတစားရမယ်ပေါ့နော်အဲ့ဒီထဲမှာစံကြုံပါတဲ့အုပ်စုရှိမယ်အသားငါးဥနို့မျိုးပါတဲ့အုပ်စုရှိမယ်နောက်တစ်ခါဒီအသီးရွက်သီးနှံတွေပါတဲ့အုပ်စုပေါ့အဲ့ဒီအုပ်စုတွေကိုမျှတရမယ်ပေါ့နော်အဲ့တော့မျှတဆိုအကုန်လုံးပါအောင်စားဆိုပြီးတော့ခြုံပြီးပြောလိုက်တာမဟုတ်ဘဲနဲ့သူ့ portion လိုက်ပမာဏလိုက်စားတင်တယ်ဆိုတာရှိတယ်အဲ့တော့ကျန်းမာလူသူတိုင်းစားတင်တဲ့ပမာဏကိုပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့အဓိကစားနေတဲ့စံထမင်းပေါ့နော်ထမင်းကထမင်းပကံရဲ့ကိုစားတဲ့အစာရဲ့ပမာဏရဲ့4 ပုံတစ်ပုံပဲရှိသေးတယ်တဝက်လောက်ရှိတဲ့နာကအသီးရွက်တွေအုပ်စုတဲ့ပြီးတော့မှကျန်တဲ့4 ပုံတစ်ပုံကအသားငါးနဲ့ဒီဥမျိုးပဲနွားနို့များအုပ်စုအဲ့တော့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ငငယ်ကစားတဲ့အထဲကစားတဲ့ပုံစံကဆိုလို့ရှိရင်ထမင်းက85%ရာခိုင်နှုန်း80%ရာခိုင်နှုန်းလားထမင်းတစ်ပကံစားတာနော်ပြီးတော့မှသာလျှင်အသားကတစ်တုံးဖြစ်မယ်နှစ်တုံးဖြစ်မယ်ပြီးရွက်ကြော်ကတစ်ခါလေးပါတယ်တစ်ခါလေးမပါဘူးပေါ့နော်ဆိုတော့အဲ့တော့ balance diet မဖြစ်နေဘူးဆိုတော့အဲ့ဒါကိုနှိမ့်ရှိလာများစားတဲ့အခါမှာအသက်ကြီးလာတဲ့အခါမှာယောဂထူတာမဆန်းဘူးပေါ့နော်အဲ့တော့အခုကိုတိသွားပြီဆိုကိုကစပြီးစလျှော့ရတော့မယ်အဲ့တော့စလျှော့တဲ့အခါမှာဘယ်ကစလျှော့မလဲဆိုတော့ထမင်းကနေစလျှော့ရအဲ့တော့ထမင်းကိုပုံမှန်စားနေကြတဲ့ကိုတဝက်လောက်စပြီးလျှော့စားကြည့်ရမယ်ပြီးတော့မှဘာလို့တိုးစားရမလဲဆိုတော့အသီးရွက်အသီးနှံအုပ်စုကျွန်တော်စားတဲ့အနည်းဆုံးအုပ်စုပဲเนาะအဲ့ဒီအုပ်စုပါဆိုရင်ဘယ်ထဲမှာပါလဲဆိုရင်
ယောဂကာကွယ်တဲ့အုပ်စုဆိုထည့်ထားတယ်အဲ့တော့ယောဂကာကွယ်တဲ့အုပ်စုအသီးရွက်သီးနှံတွေစားတာနဲလေတစ်ဖက်ကယောဂထူလေပဲတဲ့အခုကျွန်တော်တို့လူနာတွေများနေတာအဲ့ကိစ္စလည်းပါတယ်ပေါ့နော်အဲ့တော့အသီးရွက်သီးနှံကိုနည်းနည်းလေးပို့တိုးပြီးစားပေးရမယ်အသားငါးကိုတော့သိအောင်စားရမယ်ပေါ့နော်အဲ့တော့အသားစားတဲ့နေရာမှာအဓိကသတိထားမှာတော့အစီတွေခုနပြောတဲ့မကောင်းတဲ့အစီတွေမှာပါဖို့သတိထားပြီးတော့စားတောက်ပေးဖို့လိုတယ်ပေါ့နော်ဒါကြောင့်သွေးတိုးရှိတဲ့သူတယောက်အနေနဲ့ balance diet စားပေးရမယ်အစီကိုရှောင်ကျဉ်တဲ့နဲ့အငံကိုနည်းနည်းလျှော့စားရမယ်เนาะတော့ပုံမှန်သိအောင်ရတာရှိအောင်နေ့စဉ်လိုအပ်ချက်စားပမာဏစားဖို့အတွက်အကြံပြုတယ်ပို့ပြီးတော့အငံပိုကဲတာတွေကိုတော့ရှောင်ကျဉ်ဖို့လိုတယ်ပေါ့เนาะဒီနည်းလေးနဲ့စစားမယ်အဲ့တော့နို့တောက်တယ်လို့ပြောထားတဲ့အတွက်နို့ကြောင့်နည်းနည်းပြောမယ်ဆိုရင်တော့နို့ဒီ protein အများကြီးပါတဲ့အတွက်အာဟာရရှိတယ်ကောင်းတယ်ဒါပေမဲ့အဲ့မှာမလိုင်းအစီပါသွားရင်မကောင်းတော့ဘူးနောက်တစ်ခုကတကြားပါအချို့ပါသွားရင်မကောင်းဘူးပေါ့เนาะအဲ့တော့တတ်နိုင်ရင်နို့ကိုမလိုင်းတကြားမှပါပဲတောက်ရင်ကျန်းမာရေးအတွက်ပို့ပြီးကောင်းပါတယ်ပေါ့เนาะအဲ့တော့ထမင်းကိုရှေ့မှာဆရာတို့ကဒီကျန်းမာစီခြင်းရှော့စားဖို့အကြံပြုထားတဲ့အချိန်မှာထမင်းတစ်နေ့၄နက်စားနေတယ်ဆိုရင်တော့ဒီပမာဏမသိတော့လဲများနေတယ်ပေါ့เนาะအဲ့တော့ပုံမှန်အားဖြင့်တော့ဆရာတို့က breakfast lunch dinner เนาะ၃နက်ကိုပုံမှန်လေးစားတင်တယ်ပမာဏမှန်လေးစားတင်တယ်ပြီးတော့မှ balance diet ဖြစ်အောင်အသီးရွက်အသီးနှံတွေသားငါးတွေပြည့်စုံအောင်စားပေးမယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်အဲ့တော့ဒီမိကုန်းမှာတော့ဆရာတို့ကဒီမေးတဲ့သူရဲ့ body weight မသိတဲ့အခါကျတော့ဆရာတို့တချို့ဟာလေးတွေပြောရခဲ့တယ်အဲ့တော့ပိန်တဲ့လူကိုတော့ထမင်းကိုချော့စားဖို့တဲ့တင်းုံစားလို့ပဲအကြံပြုရမှာ